အခုတော့ social media မှာအရင်နာမည်ကြီးခစ်စားနေတဲ့ထွန်ချိုင်းကိစ္စကိုကျွန်တော်ပြောပြပေးခြင်းနဲ့ထွန်ချိုင်းကတော့ဒါတချို့တွေသိမှာပါနိုင်ငံခြားရောက်မြန်မာတွေဆိုရင်တော့ပိုသိတာပေါ့အဲ့ဒီထက်ပိုပြီးတော့မှသိတဲ့သူကတော့ထိုင်းရောက်မြန်မာဆိုရင်တော့ပိုသိတာပေါ့ဒါပေမဲ့ထွန်ချိုင်းကိုတော့ကျွန်တော်အကျေတော့မပြောတော့ဘူးတချို့သိတဲ့သူတွေမှတ်ပေးခဲ့လိုက်ပါဗျာမသိတဲ့သူတွေရှိမှဆိုလို့ဒါပေမဲ့ကျွန်တော်ဘာလို့ထွန်ချိုင်းကိုမပြောလဲဆိုရင်တက်ပြောရင်ကျွန်တော်ဘန်းခံမှာဆိုလို့ကျွန်တော်ပြောတာဟုတ်ပြီကျွန်တော်အခုပြောမဲ့တင်မှာတချို့တွေကြိုက်နေတဲ့ချင်းမှာကြိုက်နေတဲ့မယ်ဒါပေမဲ့ကျွန်တော်တိတိကျကျမှန်အမှန်တရားပြောမှာဖြစ်တဲ့အတွက်တချို့နားမခံတာလဲကျွန်တော်မတတ်နိုင်ဘူးဗျာကဲဟုတ်ပြီကျွန်တော်ပြီးခဲ့တဲ့ခောက်တုန်းကဒါမြန်မာနဲ့ထိုင်းနဲ့ဖြစ်မယ်ဆိုရင်မြန်မာဘက်ကဝင်တိုက်မယ်ဆိုပြီးတော့မှကောင်းလေးတယောက်ကျွန်တော်လာမှတ်တယ်အဲ့ဒါကိုကျွန်တော် reply ပြန်ပေးဘူးတယ်ဗျာအဲ့ဒါတချို့ကကျွန်တော်ခမည်းထွန်ချိုင်းလားဆိုပြီးတော့မှမေးတာရှိတယ်မဟုတ်ဘူးဗျာကျွန်တော်ထွန်ချိုင်းတော့မဟုတ်ဘူးဒါပေမဲ့အုံနောက်ကောင်းတဲ့မြန်မာပေါ့ဗျာကျွန်တော်အုံနောက်ကောင်းတဲ့မြန်မာဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုရင်ထိုင်းမှာရောက်နေတဲ့မြန်မာတွေသတိဝိရိယနဲ့နေလို့ထိုင်လို့နေတက်အောင်လို့ကျွန်တော်ပြောပေးတာကိုနဲ့မဆိုင်သေးတဲ့အရာကိုစကားကိုစွတ်မပြောဖို့အတွက်ကျွန်တော်ပြောပေးတာဘာဖြစ်လို့ဆိုရင်ထိုင်းဘက်ကနေပြီးတော့မှမြန်မာစကားတက်တဲ့သူတွေကထောက်လာတဲ့သူတွေရှိတယ်အားကြောင့်မို့ကျွန်တော်ကမြန်မာတွေသတိဝိရိယနဲ့နေတက်အောင်ကျွန်တော်ပြောပေးတာကျွန်တော်ထွန်ချိုင်းလည်းမဟုတ်ပါဘူးတချို့ကကျွန်တော်ပြောတယ်ခင်ဗျာစစ်သားလားဆိုပြီးမေးတဲ့လူရှိတယ်ကျွန်တော်ထွန်ချိုင်းလည်းမဟုတ်ဘူးကျွန်တော်စစ်သားလည်းမဟုတ်ဒါပေမဲ့ကျွန်တော်ကမြန်မာနိုင်ငံကိုချစ်တဲ့မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်ကျွန်တော်မေကကချင်ကျွန်တော်ဖေကဗမာလူမျိုးစစ်အမေကတော့ကချင်စစ်ပေါ့ဗျာတိုင်းသားတွေကပေါက်ဖွာလာပြီးတော့မှကျွန်တော်ကပြပေါ့ဗျာကျွန်တော်ကပြမြန်မာလူမျိုးဖြစ်တယ်ဗျာကဲဟုတ်ပြီဒီထွန်ချိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောပေးမယ်တချို့ကမြန်မာနဲ့ထိုင်းနဲ့ဖြစ်ရင်ထိုင်းဘက်ကဝင်တိုက်ပြီးမယ်ဆိုပြီးတော့မှပြောတဲ့သူတွေရှိတယ်ဗျာကျွန်တော်ပြောပြပေးမယ်ဖြူကျော်သိန်းဆိုသွားတဲ့တခြင်းတစ်ပုတ်ရှိတယ်ဗျာအဲ့ဒါဘာလဲဆိုရင်မြန်မာပြည်ဒီဒုတ်ပြည်မြန်မာစာဒီဒုစာမြန်မာပြည်ကိုဒုတ်တွေချစ်တီဆိုတဲ့စာသားလေးအရင်သဘောကျကျွန်တော်ဒီနောက်ဆုံးစာသားလေးကမြန်မာပြည်ကိုဒိုးတွေချစ်တီဆိုတဲ့စာသားလေးရတယ်မြန်မာနိုင်ငံမှာနေမှချစ်တာမဟုတ်ဘဲနဲ့မြန်မာနိုင်ငံသားမှန်ရင်ဘယ်နေရာကိုရောက်နေပလိစီဘယ်နိုင်ငံကိုရောက်နေပလိစီဘယ်ကဘာကိုရောက်နေပလိစီဗျာမြန်မာနိုင်ငံကိုချစ်တဲ့တိုင်အောင်စင်ကလူတိုင်းမှာရှိတယ်ဗျာကဲဟုတ်ပြီထိုင်းနဲ့မြန်မာနဲ့ဖြစ်တာကျွန်တော်မပြောသေးဘူးကျွန်တော်ဥပမာကျွန်တော်ပြောပြပေးမယ်အခုခမာနဲ့ယူရီးယားနဲ့ဖြစ်နေတဲ့အချိန်မှာတစ်ချိန်တော့ဗျာပြီးခဲ့တဲ့ဇွန်လတုန်းက2025ဇွန်လခုဒါက2026ဇန်နဝါရီ1ရက်နေ့ပေါ့နော်ဒါပြီးခဲ့တဲ့2025ဇွန်လတုန်းကထိုင်းနဲ့ခမာနဲ့စဖြစ်တဲ့အချိန်မှာခမာရဲ့မျိုးချစ်စိတ်ရှိတဲ့သူတွေကောမျိုးချစ်စိတ်မရှိတဲ့သူတွေကောတချို့တဝက်ကြော်ပေါ့နော်ကမ္ဘောဒီးယားကိုပြန်ရတယ်အဲ့ချိန်မှာဒါကမ္ဘောဒီးယားကိုမကြိုက်ပဲနဲ့ခမာပဲနော်ခမာဘဲကိုကိုယ်နိုင်ငံကိုကောက်ွယ်ဖို့ရန်အတွက်မစင်စားဘဲနဲ့ဒါထိုင်းဘက်ကပါမဲ့သူတွေတချို့တဝက်ရှိတယ်ဒါခမာတွေကျွန်တော်ပြောတဲ့တေချာနာတော့ပြီနော်တေချာနာတော့ပြီတချို့ခမာတွေရှိတယ်တချို့ကလည်းဒါသူတို့ဖြစ်တာငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့မှနေတဲ့ခမာတွေရှိတယ်ဗျအဲ့တော့နေလိုနေတဲ့ခမာတွေကြံခဲ့တယ်ဒါပေမဲ့အခုဒီ2025နှစ်ကုန်ခါလေးဒီဒီဇင်ဘာမှာဖြစ်တဲ့ဒါပြီးခဲ့တဲ့နှစ်တုန်းကပေါ့နော်ဒီဇင်ဘာဖြစ်တဲ့အချိန်ကြတော့ဒါတချို့ကြံခဲ့တဲ့သူတွေကအကုန်ပြန်နေထုတ်တာတွေ့ရတယ်ဒါထိုင်းကလည်းသူ့လူမျိုးတွေကမ္ဘောဒီးယားမှာရှိတဲ့လူတွေအကုန်ပြန်ခေါ်သလိုထိုင်းနိုင်ငံထဲမှာရှိနေတဲ့ခမာတွေကိုလည်းအကုန်မောင်းထုတ်တယ်ကျွန်တော်ကြားသလောက်ဆိုရင်လာမဲ့2လပိုင်းဆိုလို့ရှိရင်ဒါအပြီးမောင်းထုတ်မယ်ဆိုပြီးတော့မှကြားရတယ်ဗျဒါကလည်းထိုင်းကလူမျိုးရေးအသွင်ပုံစံမျိုးသူတို့လှုပ်ဆောင်တာတွေ့ရတယ်ဆိုတော့ဒါခမာနဲ့စဖြစ်တဲ့အချိန်နော်ဒါကျွန်တော်ပြောတခြားနာတော့ပြီခမာနဲ့ဖြစ်တဲ့အချိန်မှာသူတို့အဲ့လိုမျိုးလှုပ်တယ်ဗျသူတို့မျိုးချစ်စိတ်ရှင်တန်လို့ကြအောင်ထိုင်းတွေကိုစီးအောင်တာတွေ့ရတယ်ဒါထိုင်းချင်းပေါ့ဗျဒါအဲ့နေရာမှာထိုင်းရဲ့နှကမ်းမွေးတတ်ရှိတယ်ဗျအဲ့နှကမ်းမွေးကအဖွဲတွေကလည်းခမာဆိုရင်သူတို့ဘက်ကပါတဲ့ခမာပဲဖြစ်ဖြစ်မပါတဲ့ခမာပဲဖြစ်ဖြစ်နော်ကျွန်တော်ပြောမယ်နော်သူတို့ဘက်ကပါတဲ့သူလည်းနားမလဲဘူးခမာမှန်အကုန်ပြန်လို့ခမာမှန်အကုန်ပြန်လွတ်ဆိုပြီးသူတို့လောက်တာဒါလမ်းမှာတွေ့တာသူတို့ရန်စာသေးတယ်ဗျဆိုတော့ခမာအခုထိုင်းအစိုးရကိုယ်တိုင်ကခမာမှန်လို့ရှိရင်တတမ်းမတိုးပေးဖို့အရင်အတွက်တော့လုံနေပြီဗျဆိုတော့ဒီသူတို့စစ်ပွဲကအခုပြီးတယောက်တော့ရှိတယ်ဒါပြီးလို့ကျွန်တော်မပြောဘူးဆက်ဖြစ်မလဲကျွန်တော်မပြောဘူးပြီးတယောက်တော့ရှိတယ်ဒါပေမဲ့တေးကြတာတစ်ခုကတော့ထိုင်းနိုင်ငံထဲမှာခမာတွေကိုမထားပဲနဲ့မြန်မာလာအိုဗီယက်နမ်ဖိလစ်ပင်းဒီနိုင်ငံကမှာရှိနေတဲ့အလုပ်သမားတွေကိုပဲဆက်ထားမယ်ဆိုပြီးတော့မှသူတို့အစိုးရကိုယ်တိုင်လည်းပြောတယ်အခုထိုင်းဝန်ကြီးချုပ်အနုတင်ကိုယ်တိုင်ကသူကလာမဲ့ရွေးကောက်ပွဲမှာသူမဲရဖို့ရန်အတွက်ဒါမျိုးချစ်စိတ်နဲ့သူကပြည်သူတွေကိုလှုပ်ဆော်တာတပိုင်းဒါကျန်တဲ့တပိုင်းမှာလေထိုင်းရဲ့မျိုးချစ်စိတ်ရှိတဲ့သူတွေကခမာမှန်အကုန်လုံးပြန်ထုတ်တာတွေ့ရတယ်အဲ့ဒီအချိန်မှာတချို့ခမာတွေကနေပြီးတော့မှကျွန်တော်မြန်မာတွေကိုအကူအညီတောင်းတဲ့ဟာတွေတွေ့ရတယ်ဒါကျွန်တော်ပြောတခြားနားတော့ပြီနော်မြန်မာတွေအကူအညီဒီထိုင်းနဲ့ခမာနဲ့ဖြစ်တဲ့အချိန်တုန်းကအကူအညီတောင်းတယ်ဗျာဘာဖြစ်လို့အကူအညီတောင်းလဲဆိုရင်ဒါကမ္ဘောဒီးယားနိုင်ငံမှာတချို့ကမ္ဘောဒီးယားရောက်ဘူးတဲ့လူသိတယ်ကျွန်တော်ဆိုရောက်ဘူးတယ်ဒါကျွန်တော်ကဒီလာအိုလည်းရောက်ဘူးတယ်ထိုင်းလည်းရောက်ဘူးတယ်ကမ္ဘောဒီးယားနေဆက်လည်းကျွန်တော်ရောက်ဘူးတယ်တချို့ဒါလာအိုတို့ဘာလို့ဆိုရင်ဗျာလာအိုနိုင်ငံထဲမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့နိုင်ငံသားတွေရှိတယ်အဲ့ရွာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံထဲကနေတော့သွားတဲ့လာဟူတို့အခါတို့ရှိတယ်ဗျာအဲ့နိုင်ငံထဲမှာကျွန်တော်ရောက်ဘူးတယ်ဆိုတော့ကျွန်တော်သိတယ်ဒါကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်သူတို့နိုင်ငံစာတင်ကျောင်းမှာကိုသူတို့နိုင်ငံ
စာတင်ကျောင်းကနိုင်ငံတခြားနိုင်ငံတွေရဲ့အလံတွေအာဆီယံစစ်နိုင်ငံရဲ့အလံတွေသူတို့ထားရတယ်ဗျအလံတွေထားတဲ့အချိန်မှာဘယ်နိုင်ငံကပါဘယ်နိုင်ငံကပါဆိုပြီးတော့မှသူတို့ကတင်ပေးတယ်တချို့ပေါ့ဆရာဆရာမတွေပေါ့ဗျအကုန်လုံးကျွန်တော်မဆိုလို့နော်တချို့ဆရာဆရာမတွေတင်ပေးတယ်အဲ့ဒီအချိန်မှာကျွန်တော်မြန်မာနိုင်ငံကိုလက်ညှိုးထိုးပြီးတော့သူတို့တင်ပေးတဲ့အားရှိတယ်မြန်မာတွေဘယ်လောက်တက်သိရှိတယ်ဆိုတဲ့အရာတင်ပေးတာရှိတယ်အခုလိုခမာနဲ့ထိုင်းနဲ့ဖြစ်တဲ့အချိန်မှာမြန်မာတွေကိုတချို့တွေကအကူကြီးတောင်းတယ်မင်းတို့တက်သိရှိတယ်ဆိုပြီးတော့မှအကူကြီးတောင်းကျွန်တော်မြန်မာတော့ဒါတော့ကျွန်တော်ပြောမယ့်ဟာတွေတော့မဆိုင်ဘူးဒါကျွန်တော်တချို့တော့ပြောပဲကျွန်တော်မြန်မာရဲ့ရာဇဝင်မြန်မာရဲ့စမြန်မာရဲ့ရဲရင်တဲ့တက်သိကိုကမ္ဘောဒီးယားတွေကောင်းအောင်သိတယ်ဒါကျွန်တော်မြန်မာတွေကသာခမာတွေသွေးရှိရသူတင်ခမာတွေကျွန်တော်တို့ပိုတင်ကြီးတယ်ဗျာဒါတပိုင်းပေါ့နော်အဲ့တော့ခမာဘက်ကဝင်မယ်ဆိုပြီးပါတဲ့လူကတပိုင်းရှိတယ်ကဲတချို့ကတော့ထိုင်းဘက်ကဝင်ပါမယ်ဆိုလို့တပိုင်းရှိတယ်ဒါကျွန်တော်မပြောလို့ဒါကျွန်တော်မပြောလို့ဒါပေမဲ့ကျွန်တော်ပြောချင်တာတော့ဘယ်မှမပါတာအကောင်းဆုံးနော်ဒါပေမဲ့ပါသွားခဲ့ရင်လည်းကျွန်တော်မပြောလို့ဘူးဒါကျွန်တော်မြန်မာနိုင်ငံမှာဟုတ်တဲ့အတွက်ဒါပေမဲ့ကျွန်တော်ပြောမယ့်အရာကမြန်မာနဲ့ထိုင်းနဲ့ဖြစ်လို့ရှိရင်ထိုင်းဘက်ကပါမယ်ဆိုတဲ့သူတွေတော့ကျွန်တော်ပြောပြပေးတာသိချာတော့ပြီဒါအုံတော့ရှိတဲ့သူတို့နားလေဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောရလဲဆိုရင်ထိုင်းနဲ့မြန်မာနဲ့ဖြစ်လို့ရှိရင်ထိုင်းဘက်ကပါမယ်ထိုင်းရဲ့ကျေးဇူးရှိတယ်ဆိုတဲ့လူတွေအတွက်ကျွန်တော်ပြောပြမယ်ကျွန်တော်တစ်ချိန်ကကျွန်တော်ပြောဘူးလေထိုင်းကကျွန်တော်တို့ရဲ့ကျေးဇူးရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ထိုင်းမှာအလုပ်သွားလုပ်တဲ့အချိန်ဒါကျွန်တော်သွားလုပ်တဲ့အချိန်တုန်းကထိုင်းနိုင်ငံကကျွန်တော်တို့ကိုကူညီပေးထားတဲ့အနေအထားမျိုးတွေကိုကျွန်တော်ပြောပြပေးတယ်ဒါကျေးဇူးရှင်ဖြစ်တယ်ဒါပေမဲ့ဒါကျေးဇူးရှင်ကကျေးဇူးရှင်တစ်ပိုင်းဒီဘက်ကအသွေးတစ်ပိုင်းကျွန်တော်ပြောဘူးတဲ့အမြဲတမ်းရှိတယ်အုံတော့စားခြင်းဖောက်ကျွေးလိုက်မယ်အသားစားခြင်းဖဲ့ကျွေးလိုက်မယ်ဒါပေမဲ့တွေးတော့လာဖောက်မတော့နဲ့ဆိုတာကြားဘူးလားမသိဒါကတကယ်တွေးရှိတဲ့မြန်မာတွေပဲပြောတာဗျကျွန်တော်ပြောကျွန်တော်ကကချင်နဲ့ဗမာနဲ့ဆက်ထားတာကျွန်တော်ကချင်နဲ့ဗမာနဲ့ဆက်ထားတယ်ကျွန်တော်မြန်မာနိုင်ငံသားတယောက်စစ်ဖြစ်ပြီးတော့မှမြန်မာသွေးကျွန်တော်မှရှိတယ်ဒါပေမဲ့ထိုင်းနဲ့မြန်မာနဲ့ဖြစ်ရင်ကျွန်တော်ဘယ်တော့မှကျွန်တော်ထိုင်းဘက်ကမပါဘာဖြစ်လို့လဲသိလားကျွန်တော်သွေးရမြန်မာနိုင်ငံသွေးလေကျွန်တော်ဗမာလေကျွန်တော်ဘယ်တော့မှထိုင်းကျွန်တော်မြန်မာနိုင်ငံကောက်ွယ်မော့တချို့တွေကပြောကြသေးတယ်ထိုင်းနဲ့မြန်မာနဲ့ဖြစ်ရင်ထိုင်းဘက်ကကောက်ွယ်မယ်မြန်မာဘက်ကိုတိုက်မယ်ဆိုပြောတဲ့သူတွေကိုကျွန်တော်ပြောခုနကကျွန်တော်ပြောခဲ့တယ်လို့ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဖြစ်တဲ့အခါမှာတချို့ခမာတွေကကိုဘီကိုရွာကိုမပြန်ဘဲနဲ့ထိုင်းဘက်မှာသက်စာရှိပြီးကြံခဲ့တဲ့ကောင်တွေရှိအဲ့ကောင်တွေပါအကုန်မောင်းထုတ်တာအဲ့တော့မင်းတို့ထွန်ချိုင်းလုံးမယ်ဆိုရင်မင်းတို့ထွန်ချိုင်းတွေအမှကြံခဲ့ပြီးအကေရများမြန်မာထိုင်းဖြစ်ခဲ့ရင်ကျွန်တော်ပြောဖြစ်မယ်လို့ကျွန်တော်ပြောတာမဟုတ်နော်အကေရများဖြစ်ခဲ့ရင်တချို့ကကျွန်တော်ထွန်ချိုင်းလို့ပြောလို့ကျွန်တော်နားလည်အောင်ပြောပြပေးတာအကေရထိုင်းနဲ့မြန်မာဖြစ်ခဲ့ရင်ထိုင်းကဖက်ကပါမယ်ဆိုကြံခဲ့တဲ့ကောင်တွေအဲ့ကောင်တွေမောင်းထုတ်ခံမှာဘာဖြစ်လို့ဆိုရင်ကျွန်တော်ခင်ဗျားတို့ကျွန်တော်ပြောတာမဟုတ်တော့ကျွန်တော်စေနာနဲ့ကျွန်တော်ပြောပြပေးတာဘာဖြစ်လို့ဆိုရင်ထိုင်းကအဲ့အချိန်မှာထိုင်းကသူတို့လည်းအခုခမာနဲ့ဖြစ်တဲ့ပုံစံမျိုးအမျိုးသားရေးစိတ်ဓာတ်နဲ့မျိုးချစ်စိတ်ဓာတ်ဒီကောင်တွေဒိုးစော်လာမယ်ဆိုရင်ထိုင်းနိုင်ငံမှာကျွန်တော်မြန်မာလူဦးရေကလေတိမ့်ဖို့တန်းကနန်းတော့ရှိတယ်နော်တန်းကနန်းတော့ရှိတယ်အဲ့ဒီလူတွေဒီကောင်တွေရေးဆိုင်ရမှာအဲ့တော့ကျွန်တော်မြန်မာမှန်လို့ရှိရင်မောင်းထုတ်တာတို့ရိုက်လက်တာတို့ဖြစ်လာရင်အဲ့ဒီအချိန်မှာထိုင်းနိုင်ငံထဲမှာရှိတဲ့ကောင်တွေကလည်းချက်ချင်းပြဘာဖြစ်လာကြမလဲအဲ့မှာဒီကင်ကုန်ကြပြီတလားကင်ကုန်ကြပြီမကင်ဘူးထောင်ထိုင်းကသူ့နိုင်ငံတွင်းရအချုပ်အခြာအာဏာနဲ့ဒီကောင်တွေမောင်းထုတ်မယ်ဆိုရင်လည်းခင်ဗျားတို့ပြန်ရမှာပဲအဲ့တော့ထွန်ချိုင်းနေကျွန်တော်ပြောရမယ်ခင်ဗျားတို့ထွန်ချိုင်းဘယ်လိုပဲလုပ်ခင်ဗျားတို့အဲ့လိုဖြစ်လာရင်ဒုနဲ့ဒေးဖြစ်လာရင်ခင်ဗျားတို့မောင်းထုတ်ခံရမှာအဲ့တော့မြန်မာမှန်ရင်မြန်မာသွေးရှိပါကျွန်တော်ခုနပြောသလိုပေါ့ဗျာမြန်မာပြည်ကိုတို့တွေချစ်တီဆိုတဲ့အရာသဘောပေါက်လားအဲ့တော့ထိုင်းကအခုကမ္ဘောဒီးယားဖြစ်တဲ့နေရာမှာကျွန်တော်သင်္ကန်းလာထပ်ပြောပြမယ်အခုကမ္ဘောဒီးယားနဲ့ဖြစ်တဲ့အချိန်မှာဒီကောင်တွေစာချုပ်ချုပ်လို့ရှိရင်အသာသီးရအောင်ကမ္ဘောဒီးယားမြေကိုရတော့တဲ့ကောင်တွေတိုက်တာအဲ့တော့ကျွန်တော်မြန်မာနဲ့ဖြစ်နေတယ်ကောင်တွေအဲ့လိုလုပ်မှာပဲဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံတော့လာလို့မရအောင်ဒါပေမဲ့ကျွန်တော်နောက်တစ်ပိုင်းမှာကျွန်တော်ပြောပြပေးမယ်တချို့မေးတဲ့လူတွေရှိတယ်O7 အကြောင်းပြောရမယ်အဲ့အကြောင်းပဲကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်ကဲဟုတ်ပြီကျွန်တော်တော့ပဲကျွန်တော်နောက်ဆက်ပြီးကျွန်တော်ပြောပြပေးမယ်အဲ့တော့ထွန်ချိုင်းနဲ့သတိထားပါကျွန်တော်တို့မြန်မာနဲ့ထိုင်းနဲ့ဖြစ်ထိုင်းဘက်ကပါမယ်ဆိုတဲ့ကောင်နဲ့အကုန်မောင်းထုတ်ခံမှာထိုင်းအကြောင်းမင်းတို့မသိသေးလို့